မြန်မာနိုင်ငံစီကိုဝန်ဆောင်မျိုးသမီးများအကြားကိုယ်တိုင်ကယူဆိုင်မှုကိုမြင့်တင်ရန်အတွက်တင်ကျင်းတဲ့တင်ကြားရေးပစ္စည်းများတည်ထွင်ခြင်းကိုဝန်ဆောင်အစဉ်အတွင်းကိုယ်တိုင်ကယူဆိုင်ခြင်းသည်မိခင်စမာရေးကိုထိန်းသိမ်းရန်နောက်ဆက်တွဲပြဿနာများကိုရော့ကျရန်နှင့်ဝေခွာချိန်သည့်တည်တာရေးကြမှာကြီးပွားမှုနှင့်ခွင့်ပြုမှုကိုမြင့်တင်ရန်အတွက်အလွန်အရေးကြီးပါသည်ဝါတာတိမိခင်များအားလုံးဒီနေ့မှာကိုဝန်ဆောင်ပထမတောင်းလာတပတ်ကနေ12ပတ်အတွင်းကိုတိုင်းဘယ်လိုရှောက်ရမလဲဆိုတာမိတ်ဆက်ပေးတော့ပါမည်ဒီကာလဟာမိခင်ရဲ့ခန္ဓာကိုယ်ပြောင်းလဲနေတဲ့အချိန်ဖြစ်ပြီးကလေးငယ်ရဲ့အရေးကြီးအင်္ဂါအစိတ်ပိုင်းများစတင်ခွင့်ပြုလာတဲ့အချိန်လေးဖြစ်ပါတယ်တွေ့ရလေးရှိသောလက္ခဏာများမိခင်များအနေဖြင့်မနက်ခင်းအန်ချင်းမူဝေချင်းပြုတ်အန်ချင်းပင်ပန်းနွမ်းနယ်ချင်းသို့မဟုတ်အစားစာချင်းစိတ်လျော့နေခြင်းများဖြစ်နိုင်ပါသည်အချို့မိခင်များတွင်စီးမကြခဏသွားခြင်းနှင့်ရင်သားတင်းကျပ်နာကျင်ခြင်းများဖြစ်နိုင်ပြီး၎င်းတို့သည်ဟော်မုန်းပြောင်းလဲမှုကြောင့်ဖြစ်ပါသည်ရေဘူးရအားဖြင့်ဤလက္ခဏာများသည်လေးလမြောက်တွင်တက်တာလာတတ်ပါသည်စိတ်ပိုင်းဆိုင်ရာစိတ်ခံစားချက်မတည်ငြိမ်ခြင်းအလွယ်တကူဝမ်းနည်းခြင်းစိုးရိမ်ပူပန်ခြင်းများဖြစ်နိုင်ပါသည်လောင်လောက်စွာအနားယူခြင်းနှင့်မိသားစုအားပေးထောက်ခံမှုရရှိရန်အရေးကြီးပါသည်အရေးကြီးသောကိုယူဆိုင်မှုကိုဝန်12ပတ်မတိုင်မီဆေးရောင်တွင်ကိုဝန်ရှောင်မှုစစ်ဆေးပါလောင်လောက်စွာအနားယူတိပါတဲ့အစားအစာအုပ်စု5မျိုးလုံးပါဝင်သောမျှတသောအစားအစာကိုစားတောင်းပါအင်းဒီဟင်းရွက်တိဝလနှင့်ပရိုတင်းအသက်များကိုအာရုံစိုက်ပါဆောင်ရှားရမည့်အချက်များအရဲ့အလွန်ကြောင့်တောက်တောင်းခြင်းကိုရှောင်ကျဉ်သည့်ဒီဆေးလိုက်တောက်ခြင်းဆေးလိုက်ငွေကိုရှူရှိုင်းခြင်းရှာဝနှင့်မတိုင်ပင်ပဲမိမိဘာသာဆေးဝါးများမတောက်တောင်းပါနှင့်ပုံမှန်မဟုတ်တော့တဆောင်တရားကိုတင်ကြောင်တွေ့ရပါကတွေးထွက်ခြင်းရှိပါသည်ပြင်းထန်သောဝန်ပိုက်နာခြင်းမှုမိမကိုမှအရေးထွက်တာတတိထားမိရင်ဆရာဝန်နဲ့ချက်ချင်းပြသိပါတဲ့ကိုဝန်ဒုတိယတောင်းလာစောက်ဆောင်မှုမင်္ဂလာပါမိမိတို့အားလုံးအခုဆိုရင်မိမိတို့ကိုဝန်ဒုတိယတောင်းလာပတ်ထဲကိုရောက်ရှိလာဤကာလသည်ကိုဝန်73ပတ်မှ29ပတ်အတွင်းဖြစ်ပါသည်ဤအချိန်တွင်ကလေးငယ်သည်လျင်မြန်စွာကြီးပွားခွင့်ပြုလာပါသည်မိမိတို့သည်ကလေး၏လှောက်ရှားမှုကိုစတင်ခံစားရနိုင်ပါသည်ခန္ဓာကိုယ်ပြောင်းလဲမှုများဤကာလတွင်မိမိတို့၏ခန္ဓာကိုယ်တွင်ပြောင်းလဲမှုများဖြစ်လာနိုင်ပါသည်ကိုယ်လက်ကိုက်ခိုက်ခြင်းသို့မဟုတ်ကြောနာခြင်းဖြစ်နိုင်ပါသည်အချို့မိမိများတွင်ခြေတောက်ဖော့ခြင်းဖြစ်နိုင်ပါသည်အစာကျေစနစ်နှီးကွေးလာသောကြောင့်ဝန်းချောက်ခြင်းဖြစ်နိုင်ပါသည်တာရည်တွင်အမဲဆက်များသို့မဟုတ်ဖြစ်နိုင်ပါသည်စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဤကာလတွင်မိမိတို့၏စိတ်ခံစားချက်ပုံမူတည်ငြိမ်လာပါသည်ကိုဝန်အန်ချင်းလက္ခဏာများလျော့နေလာပါသည်ကိုယ်တိုင်ရှောက်မှုမိမိတို့သည်ဆရာဝန်နှင့်ချိုင်းဆူမှုအတိုင်းစစ်ဆေးမှုလာရောက်အာဟာရရရှိသောအစားအစာများစားတောင်းပါအင်းဒီဟင်းရွက်တိများနှင့်အမြင့်သားများသောစားစာများစားပါကျေဥငါသို့မဟုတ်အသားများကဲ့သို့ပရိုတင်းစားစာများစားပါကယ်ဆီယာအတွက်နှုတ်တောက်ပါကဲကိုယ်ဆောင်ချိန်ဆောင်ခြင်းရမည့်အရာများအလွန်ချိုသောအစားအစာများကိုဆောင်ပါအချိုတဲ့ထားသောအစားအစာများနှင့်အလွန်အငန်အစားအစာများကိုရှောင်ပါလက်ဖက်ရည်ကဖဲနှင့်အရက်တောက်စရာများကိုရှောင်ပါအရေးပေါ်လက္ခဏာများမိမကိုမှတွေးထွက်ပါက
ลีเราชามุในตัวปากะไปอารมณ์อเมนาจิมปากะไปอารมณ์อเมนาจิมปากะตุติยาต้องละปาติกูนสองกาลาอีเปียวชุนต่อเชงพิปาติมีตัวกูตันก็มุนสัวชอกชอกปากะคลีเงจะมาสวกพิปิวลาปานีกูนตุติยาต้องละช่องหุมิงกลาบามีตัวอาลองผู้สูงยังมีตัวกูตระยะต้องรับปัดเทกูยกชีลาบาปีอีกาลาดีกูนะชิปะมาดีเสปะตัวเองพิปาดีมาจากเคมาคลีไงกูตัวมียาตัวมีเฉยพิปาดีกูตระยะต้องละช่องมุอีกาลาตัวเองเชียวในสิเสมุเฉยสูมุยาปูมุยาลาบาดีตัวปองเฉยตั้งตาบีสิเสบาดีกูวนใส่แต่ชิงกูเลยสุจีบาดีแต่ดีตาเราช่างมือมีกูยีตัวเชียงมีตัวดีคลีเราช่างมือกูนี่สิ่งยีตัวตีบาดีในชิปะจอลาตอค่ะคลีเราช่างมือปูมือปองแมนพิลาบาดีอาซาซาวิตนายีค่ะจาโดยมันแน่นนี่แหละเนี่ยญาณนี่คลีเราช่างมือกูยีตัวบาตอนนี้เลยเนี่ยในสองเสใจเราชาติปาติคลิเราชามุในลาปากาเชียวในเชิดชินตังเป็นปามีควายาตัวจูติงปิงชินมุกไม่มีตัวติมีควายาจูติงปิงชินปาตั้งสลีปาการนี้ตั้งเสชอบปะตัวเสียงตัวอย่างไอกูปิงสินทาปามีเขนี่เคลียตัวต้องสองยาปิงสินปากูสองมีเข็มยาอีจะมาเยช่องมุโปรตีนแคลเซียมเนตามตับปาระซาสามยาซาปาอายุเมียกูอากองสีปีตุยอาเนยอกากูกาเกวปาเป็นยีชกไปการนิชิเควตขาเต่าปายีบอลักษณะเมียคลีเราชามุในหลายเชนกองกายปิ้นฐานเชนตุ่มเฮามีซีมาซินเชนไปมาจากคณะเต็นเชนไม่มากูมาด้วยถ้วยเชงยีหัวยีซีถ้วยเชงอาจินจังมามีตู้ดีขนากูเนี่ยใส่จะมายีกูกองสวช่องบาลองเล่าสวนะอยู่ดีปอปาตอลิจิการยาเล่าปามีหัวมีเนี่ยตัวอติพิเศษยางพิปาติมีเนี่ยคลีนเหี่ยวสลองจะมาจากปาซี